မင်္ဂလာပါတသားမမီလေးတို့ရေဟိုးရှေခါတော့ကရွာပြက်ကုန်းတစ်ခုမှာပေါ့ဥစ္စာဆောင်ကျွတ်မလေးတစ်ကောင်နေထိုင်နေညီကြီးထဲမှာပစ္စည်းဥစ္စာတွေကိုစောက်ရှောက်နေတဲ့ကျွတ်မလေးပေါ့တနေ့တော့အဲ့ဒီရွာပြက်ကုန်းနေရာကိုကြောက်သွေးသမားတစ်ယောက်ကရောက်ရှိလာပြီးတူးဆွနေခဲ့တယ်အဲ့ဒါကိုကျွတ်မလေးကနေတိုင်းမြင်နေရတော့ကြောက်တူးသမားကိုခင်မင်သွားရှာတဲ့ကွယ်ကြောက်တူးသမားကလည်းကျွတ်မသွားလာနေတာကိုမြင်ပေမဲ့ဘာအန်ရီမှမပေးဘူးပေါ့ဒီကြောက်တူးသမားကငါ့ကိုဘာအန်ရီမှမပေးတာတော့ယုံကြည်သွားရပြီသူ့ကိုဥစ္စာပေးပြီးငါစားဖို့အတွက်အသားဝယ်ခိုင်းရရင်ကောင်းမယ်ထိုကဲ့သို့စိတ်ကူးမိပြီးတနေ့မှာတော့ကျွတ်မလေးကအတန်ပြုတ်ရှာတာပေါ့ကြောက်တူးသမားကအတန်လာရာကိုငေးကြည့်နေတယ်ကျွတ်မကအသက်ပြားကိုနှုတ်သီးနဲ့ကန်ယူလာပြီးအသိလူသားဒီသက်ပြားကိုယူပါတင့်အတွက်စားစရာလေးဝယ်ပါငါအတွက်လည်းအသားတစ်စုံတရာဝယ်ပေးပါလို့ကျွတ်မကကြောက်တူးသမားကိုပြောလိုက်တာပေါ့ကျွတ်မနဲ့ကြောက်တူးသမားတို့ဟာမိတ်ဆွေတွေဖြစ်ပြီးကျွတ်မလေးကအသက်ပြားပေးကြောက်တူးသမားကအသားဝယ်ပေးပြီးနေလာလိုက်ကြတာဟာကာလတစ်ခုထိကြာမြင့်သွားခဲ့ပါတော့တယ်ကွယ်တနေ့မှာတော့ကြောင်လေးကောင်ဟာအစားအစာရှာရင်းနဲ့ကျွမ်းမလေးကိုတွေ့သွားတော့တာပေါ့ဟေးမိပြီတေးဖို့သားဖြင့်အမလေးအဆွေကြောင်ကြီးရဲ့ငါ့ကိုမစားပါနဲ့မင်းကငါ့ရဲ့အစာပဲအဆွေကငါ့ကိုအခုစားရင်တရက်ပဲစားရမှာပေါ့အဆွေကငါ့ကိုလွတ်ပေးမယ်ဆိုရင်အဆွေနေတိုင်းစားဖို့ငါကအသားပေးပါမယ်ဟဲ့ကျွမ်းမမင်းကတေးရမှာတီးလို့ရံများနေတာလားမဟုတ်ပါဘူးတကယ်ပြောတာပါမလိမ်ပါဘူးအေးဒါဆိုလွတ်ပေးမယ်နေတိုင်းအသားမစားရရင်တော့မင်းကိုဖမ်းမိတာနဲ့တခါတည်းစားပြမယ်နော်မနေ့ဖန်ကစားပြီးနေတိုင်းအသားယူလာပြီတော့ကြောင်ကြီးကသဘောတူပြီးကျွမ်းမလေးကိုလွတ်ပေးလိုက်တာပေါ့အဲ့ဒီနေ့ကစားပြီးကျွမ်းမဟာသူ့အတွက်ဝေစုရတဲ့အသားကိုနှစ်ပုံပုံပြီးတပုံကိုကြောင်ကြီးကိုပေးတယ်တပုံကကျွမ်းမကစားတာပေါ့ဒီလိုနဲ့တနေ့မှာနောက်တဲ့ကြောင်တစ်ကောင်ကကျွမ်းမလေးကိုဖမ်းမိသွားပြန်ပါရောကျွမ်းမကသူ့အတွက်ရတဲ့အသားကိုသုံးပုံပုံပြီးတပုံစီကိုခွဲပေးရတယ်ကျန်တဲ့ဝေစုကိုသာကျွမ်းမကစားရတာပေါ့အဲ့ဒါလိုနဲ့ကျွမ်းမဟာတတိယစရုဒ္ဓကြောင်တွေရဲ့ဖမ်းမိတာကိုလည်းထက်ခံရတာကြောင့်ရတဲ့ဝေစုအသားရဲ့ငါးပုံတစ်ပုံကိုသာစားရပါတော့တယ်အဲ့ဒါလိုအသားနည်းနည်းကိုစားရတာကြောင့်ကျွမ်းမကပိန်လီလာတာပေါ့ကျွမ်းမပိန်လာတာကိုတတိထားမိတဲ့ကြောက်တူးသမားကဟဲ့ကျွမ်းမနင်ကအသားတွေကိုနေတိုင်းစားပြီးအခုဘာလို့ပိန်လာရတာလဲကြောက်တူးသမားရဲ့အမေကိုကျွမ်းမကအခုလိုပဲပြန်ဖြေရှာပါတယ်မိတ်ဆွေကြောက်တူးသမားငါ့ကိုကြောင်လေးကောင်ကဖမ်းမိသွားတာကြောင့်တက်စားမှာဆိုလို့ငါရတဲ့ဝေစုတွေကအသားကိုအပုံလေးတစ်ပုံစီပုံပြီးကြောင်တွေကိုနေတိုင်းကျွေးနေရတာကြောင့်ငါမှအစာမဝါတာဖြစ်လို့တနေ့တခြားပိန်လီလာရတာပါပဲဟာဒီလိုလားပထမကြောင်ဖမ်းဆီးခံရကြတဲ့ကငါ့ကိုဘာလို့မပြောရတာလဲငါ့ကိုကြိုက်စားမှကြောက်လို့ငါစိတ်ကူးနဲ့ငါလှုပ်လိုက်မိတာပဲအဲ့ဒီဘေးအန္တရာယ်ကလွတ်အောင်ငါကြံဆောင်မယ်ထို့ကဲ့သို့ကြောက်တူးသမားကပြောရှာပါတယ်ကြောက်တူးသမားဟာထူတဲ့ဖက်အုပ်ဆောင်တစ်ခုကိုရှာဖွေပြီးယူဆောင်လာပါတယ်ဒါကိုမြင်တော့ကျွမ်းမကအခုလိုပဲမေးလိုက်တာပေါ့မိတ်ဆွေကြောက်တူးသမားဒီဖက်အုပ်ဆောင်ကြီးကိုဘာဖြစ်လို့ယူလာတာလဲတင်အန်ရီကလုတ်ခင်းအောင်လုပ်မလို့ပဲလေကြောင်တွေအသားဝေစုယူလာတဲ့အချိန်ကျရင်ငါကတင်ကိုဖက်အုပ်ဆောင်နဲ့အုပ်ထားမယ်တင်ကကြောင်တွေကိုကြမ်းတက်တဲ့စကားတွေပြောပြီးသူတို့ဒေါသဖြစ်အောင်လုပ်ရမယ်နော်ငါမာတာကိုမမေ့နဲ့ဒီလိုနဲ့ပထမကြောင်ကအသားဝေစုယူဖို့လာတဲ့အခါဖက်အုပ်ဆောင်ထဲမှာကျွမ်းမကဘာမှမသိသလိုနေပြလိုက်တာပေါ့ဟဲ့ကျွမ်းမဘယ်မှာလဲငါအထွက်သားဝေစုဟဲ့ကြောင်စုပ်နင်ငါကိုဘာတွေလာပြောနေရလဲငါကနင်စားဖို့အသားကိုပေးစီရလားငါကသာနင်သားသမီးတွေကိုကြိုက်တဲ့စားပြမှာဟဲ့ကျွမ်းမကကြောင်ကိုအခန့်လေးစားပြောလိုက်တာပေါ့အောင်မဲနင်ကဘာစကားပြောတာလဲဂတိမတီတဲ့ကျွမ်းမနင်ကငါအခုချက်ချင်းကြိုက်တဲ့စားမယ်ထို့ကဲ့သို့ဆိုပြီးကြောင်ကြီးကကျွမ်းမကိုအုပ်ထားတဲ့ဖန်အုပ်ဆောင်ကိုမမြင်ပဲအရှိန်ပြင်းစွာနဲ့ခုံအုပ်လိုက်တာပေါ့ကျွတ်ဆုံးမတေးပြီးတော့ကဲကွာအာကြောင်ကြီးရဲ့
ရှင်အုံနဲ့ဖန်အုပ်ဆောင်ဆောင်မိပြီးကြောင်ကြီးကရင်ခွဲသေးရတယ်ဒီလိုနဲ့ဒုတိယကြောင်ကထက်ရောက်လာပြန်တယ်ဟဲ့ကျွတ်မငါစားဖို့အသားဘယ်မှာလဲဒီမဲ့ကြောင်စုပ်နင်းကအသားဝေစုကျွေးလာတာကြပြီဒီနေ့ကစပြီးအဲ့ဒီအသားဝေစုကိုမပေးတော့ဘူးပြန်တော့ဘာနင်းကဂတိဖြတ်တာလားအဲ့ဒါဆိုရင်တော့နင်းကိုတခါလေးကြိုက်တဲ့စားဖို့ပဲရှိတော့တာပေါ့နင်းသဘောပဲလေနင်းငါကိုစားရသလားကြည့်ကြသေးတာပေါ့အောင်မကျွတ်ဆုံမကငါ့ကိုမခံလေးစားနဲ့နင်းတေဖို့သာဖြင့်ဒုတိယကြောင်ကလည်းကျွတ်မကိုအရှင်ပြင်းစွာနဲ့ခုံအုပ်တာပေါ့ဒေါသစိတ်ကြောင့်ဘာမှမမြင်တော့တာမို့ဖန်အုပ်ဆောင်ကိုရှင်အုပ်နဲ့စောင်းမိပြီးဒုတိယကြောင်လည်းတည်သွားပြန်တယ်ဒီလိုနဲ့တတိယကြောင်ကကျွတ်မစီကိုရှောင်လာပြန်တယ်ဟဲ့ကျွတ်မငါအတွက်အသားဝေစုမမြင်ပါလားဘယ်မှာလဲနင်းကငါမကြွေးချင်လို့ငါစားပြစ်လိုက်ပြီလေအောင်မေနင်းနေတဲ့အသားဝေစုပေးမယ်လို့ပြောထားတယ်မဟုတ်လားအဲ့ဒါအရင်ကပြောတာလေအခုမပေးတော့ဘူးမပေးလေရတယ်လေနင်းကိုကြိုက်တဲ့စားရတာပေါ့သဘောပဲလေကျွတ်မနင်းတေဖို့သာပြင်ကျွတ်မကိုခုံအောင်တဲ့တတိယကြောင်ဟာလေရှင်အုပ်ကွဲပြီးတေးရပြန်တာပေါ့နောက်ဆုံးစရုဒ္ဓကြောင်ရောက်လာပြန်တယ်ဟဲ့ကျွတ်မငါအသားဝေစုပဲမှာလဲနင်းစားပြစ်လိုက်တာလားဟုတ်တယ်လေနင်းကအလားနောက်ကျလို့စားပြစ်လိုက်ပြီနောက်နေ့တွေမှာအသားဝေစုယူဖို့ဗလာနဲ့တော့နင်းကငါမပေးတော့ဘူးဘာနင်းပါစကားပြောတာလေနင်းတေးချင်းနေပြီလားဘယ်သူကတေးမလဲဆိုတာကြည့်ကြသေးတာပေါ့အောင်မဒီနေ့ကြွက်သားပဲစားတော့မေလာစမ်းကဲဟာစရုဒ္ဓကြောင်ကလည်းရင်းအုပ်ကွဲပြီးတေးရပြန်ပါတယ်ဟာဟာဟာကြောင်လေးကောင်အသားမစားရပဲတေးရတယ်ဟာဟာဟာကျော်မကလည်းအခုလိုပဲပျော်ရွှင်စွာဟားတိုက်ရေမောနေတော့တာပေါ့နောက်ဆုံးမှာတော့ကျော်မကကြောက်တူးသမားကိုသူ့ရဲ့အသက်သခင်ကျေးဇူးရှင်မို့ဒီနေ့ကို2အသပြား3အသပြား4အသပြားစသဖြင့်ပေးတာကြောင့်အသပြားအားလုံးတို့ဟာကြောက်တူးသမားစီကိုရောက်သွားတော့တယ်ကြောက်တူးသမားကလည်းကျော်မကိုကျွေးမွေးဆောက်ရှောက်တယ်ဒီလိုနဲ့သူတို့နှစ်ဦးဟာခင်မင်စွာနဲ့အသက်ထက်ဆုံးနေထိုင်သွားကြတော့တဲ့ကွယ်ဒီလိုပါပဲတားတို့သမီးတို့ရေတလုံးစားဘူးသူ့ကျေးဇူးအထူးမမိအောင်ဆိုတဲ့စကားလိုပဲလူတိုင်းမှာသက်ဆိုင်ရာကျေးဇူးတွေကအတုအပြန်ရှိတတ်ကြပါရဲ့ကွယ်ကျေးဇူးရှင်ကိုကျေးဇူးတဲ့သူတွေဟာအသက်ရှိလို့ဖုံးမကြည့်ဖုံးကြည့်ပေမဲ့အသက်မရှိဖြစ်တတ်တယ်ကျေးဇူးတင်ရမယ့်လူကိုမိမိအနေနဲ့ဘယ်လိုကျေးဇူးဆက်ရမယ်ဆိုတာအစဉ်အမြဲစဉ်းစားနေသင့်လာတယ်တအူးပေါ်တအူးကျေးဇူးပြုကြရင်တအူးဒုက္ခရောက်တဲ့အခါတအူးကကယ်တင်ခဲ့တာကြောင့်အသက်တဆုံးချစ်ချစ်ခင်ခင်နေသွားကြတဲ့ကျွမ်းမနဲ့ကြောက်တူးသမားတို့ကိုကြည့်ပြီးဒီပုံမြင်လေးကိုနားထောင်ပြီးတော့တသားမမီလေးတို့လည်းဘ ഹു တုတတွေရရှိသွားလိမ့်မယ်လို့ဦးကောင်းကယုံကြည်ပါတယ်ကွယ်ကဲဒီလိုဆိုရင်ဦးကောင်းကပုံမြင်လေးကိုအဆုံးသတ်လိုက်ပါပြီနော်နောက်တစ်ခေါက်မှာလည်းပုံမြင်အစ်စ်လေးတွေနဲ့အတူတသားမမီလေးတို့နဲ့ပြန်ဆုံကြပါစို့ဦးကောင်းရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးတော့ဖို့လည်းမမေ့နဲ့အောင်နော်နောက်တစ်ခေါက်ပုံမြင်အစ်စ်လေးတွေနဲ့အတူတသားမမီလေးတို့နဲ့ပြန်ဆုံကြအောင်မယ်နော်တတား